မြတ်တူတူကိုလည်းပြောလိုက်ကြပါအောင်အိမ်မြင်မြန်ပြန်ပါလို့ယောက်ျားအရန်စိတ်ပူနေတယ်လို့သူ့ယောက်ျားသူ့ကိုကိုးတွေမိန်းနေနဲ့ညီညွတ်မိသုံးတယ်ဆိုတာသူတို့တရုတ်လူမျိုးတွေမို့လို့အဲ့လိုမျိုးညီညွတ်မိသုံးတယ်ဆိုတာကိုလည်းလို့သိနေပါပြီလို့အိမ်တွင်းအကြမ်းဖက်ခံရတယ်ဆိုပြီးတော့မှထွက်ပြေးသွားတယ်လို့လည်းကျမတို့ကသတင်းကြားထားတယ်ဆိုတော့လေကိုရီးယားတော့အဲ့လိုမဖြစ်စေချင်ဘူးပျော်ပျော်ရွှင်ရွှင်လေးနဲ့ပဲဖြစ်စေချင်တယ်အဲ့တော့မြတ်တူတူရေအိမ်ကိုမြင်မြန်ပြန်มาအိမ်မှာယောက်ျားစောင့်နေတယ်တဲ့တော်တော်လေးစိတ်ပူနေပြီတဲ့အဲ့သတင်းနဲ့လည်းတော်တော်ရဲထားနေပြီဆိုတော့လေမြင်မြန်ပြန်มาလို့နော်ကိုပြောပေးဦးမြတ်တူတူတရားအိမ်မွားနေပြီထွက်ပြေးသွားတယ်တဲ့ယောက်ျားနှိမ့်ဆက်လို့ဆိုလားပဲသူ့မှာပိန်လာတာတော့မှပဲဒီလိုနှိမ့်ဆက်နေတာရှိနေတဲ့အတွက်ကြောင့်သူ့မှာမစားနိုင်မတော့နိုင်နေဖြစ်ပြီးတော့ပိန်နေတာတဲ့ကိုရီးယားထင်နေတာကြတော့ကွယ်तू ကဇက်လန်တွဲတွေပြန်ရိုက်မယ် तू အမှုပညာအလုပ်တွေပြန်လုပ်မှာမို့လို့ကိုတွေက तू ဝိတ်ချနေလို့ထင်တာ तू နှိမ့်ဆက်ခံနေရတာလေလောက်ပါဦးပြောပါဦးပြောပေးလိုက်ပါဦးနော်နော်မြင်မြန်ပြန်ပါလို့မအားလည်းတော်တော်စိတ်ပူနေတယ်လို့မြတ်သူရေမြင်မြန်ပြန်တော့အမားတို့တကယ်စိတ်ပူနေအပြင်မှာခစ်ကာလာချင်းနေကောင်းတာမုံညီမလေးပြင်မှာလျှောက်သွားမနေနဲ့လို့နော်ပြောပေးကြပါဦးလို့ကျေးဇူးပါရှင်